2010 ခုနှစ် ဩဂတ် 10 ရက်နေ့မှာအင်အားကြီးတဲ့ဗြိတိန်နိုင်ငံကဂျပန်ကိုစစ်ကြေညာခဲ့ပါတယ်။ဂျာနီဝါဒကိုပဲကျင့်သုံးလာခဲ့တဲ့ဝေးကွာလာတဲ့အရှေ့ဘက်ခြမ်းကကျွန်းနိုင်ငံလေးနဲ့ကမ္ဘာပေါ်မှာအင်အားကြီးမားဆုံးသောဗြိတိန်နိုင်ငံတို့ရဲ့နှစ်နိုင်ငံကြားဖြစ်နေတဲ့ပြဿနာတွေရဲ့ရလဒ်ကတော့ဂျပန်နိုင်ငံရဲ့အရေးမြစ်ကိုတွားထီတာပဲဖြစ်ပါတယ်။အထူးကစစ်မြေပြင်တိုက်ပွဲမှာဗြိတိန်စစ်တပ်ကထိန်းချုပ်ပြီးရွေလျားတိုက်ခိုက်နိုင်တဲ့တန်ဆက်ကဆက်ရုပ်သူရဲကောင်းတွေကိုတုံးခဲ့ပါတယ်။နောက်ဆုံးမှာဂျပန်ကဗြိတိန်အင်ပါယာရဲ့နေမြေဖြစ်သွားပြီးတော့လွတ်လပ်မှုလူ့အခွင့်အရေးပြင်နိုင်ငံတော်ရဲ့အမည်ပါရုပ်သိမ်းခံလိုက်ရပါတယ်။နေမြေဆုံးရှုံးပြီးတော့ဂျပန်တွေအတွက်ဖြစ်ပေါ်လာတဲ့နာမည်အသစ်ကတော့ Area 11ပဲဖြစ်ပါတယ်။မြို့ရဲတနေရာမှာတော့ဗြိတိန်စစ်တပ်က11နဲ့ခိုးယူသွားတဲ့ကားနောက်ကိုရင်မြန်တွေနဲ့တောက်လျှောက်လိုက်နေပါတယ်။အထက်ပိုင်းလူကြီးတွေကတော့စစ်တူရင်ကစားနေကြပြီးအဲ့ဒီအချိန်လူချူးဆိုတဲ့အထက်တန်းကျောင်းသားရောက်လာပြီးစစ်တူရင်ကို9မိနစ်တွင်နိုင်အောင်ကစားပြမယ်ဆိုပြီးပြောပါတယ်။ကျောင်းမှာတော့ကောင်မလေး3ယောက်ကလူချူးကညံကောင်းပေမဲ့မဟုတ်တဲ့နေရာတွေမှာပဲအတုံးချနေတယ်ဆိုပြီးအတင်းတုပ်နေကြပါတယ်။လူချူးတို့2ယောက်စစ်တူရင်ကစားပြီးပြန်ထွက်လာတော့သတင်းမှာတတိယမင်းနာကလိုဗစ်ကသူကနေမီ11ကိုတာဝန်ယူရတာမဟုတ်ပုံကန်သူတွေလက်ထက်ထည့်မပေးနိုင်တဲ့အပြင်ဒါကတရားမျှတမှုအတွက်တိုက်ပွဲပဲလို့ပြောပါတယ်။ကလိုဗစ်နဲ့အတူတနိုင်ငံလုံးကတည်သွားတဲ့လူတွေအတွက်ငြိမ်သက်ပြီးဆူတောင်းပေးပေမဲ့လည်းလူချူးတို့2ယောက်ကတော့လှုပ်ရှားရှိတာကိုပဲဆက်လုပ်နေပါတယ်။တကယ်တမ်းကတော့ကလိုဗစ်ကဝမ်းနဲ့နေတာမဟုတ်ဘဲပျော်ပွဲရှင်ပွဲမှာရောက်နေတာဖြစ်ပြီးမီဒီယာရှိမှမဟုတ်ဟန်ဆောင်လိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တက်ကြကြီးရောက်လာပြီး11တွေကသူတို့လှုပ်ဝက်ထားတဲ့ပစ္စည်းကိုခိုးယူသွားတယ်လို့ပြောတော့ကလိုဗစ်ကသူ့နယ်မြေကတက်စုရဲ့အပြင်ဆက်ရုပ်သူရဲကောင်းတွေကိုပါလှုပ်ပြီးဖမ်းခိုင်းပါတယ်။လူချူတို့ကလမ်းပေါ်မှာမောင်းနေရင်းနဲ့သူတို့ကြောင့်မို့11တွေမောင်းလာတဲ့ကားကလမ်းမရောက်သွားပြီးတော့အဆောက်အုံတစ်ခုကိုဝင်တိုက်မိပါတယ်။လူချူကအဲ့ဒီကားစီကိုပြေးသွားပြီးတော့အထက်ကလူတွေကိုကယ်ဖို့အတွက်ကားပေါ်ကိုတက်တဲ့အခါထူးဆန်းတဲ့အရာတစ်ခုကိုခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကားကိုပြန်မောင်းလိုက်လို့လူချူကကားထဲပါသွားပြီးတော့ဗြိတိန်စစ်တပ်ကလက်နက်ချဖို့ပြောပြီးတော့တနက်တွေနဲ့ပစ်ပါတယ်။ကားမောင်းနေတဲ့11လို့ခေါ်တဲ့ဂျပန်လူမျိုး2ယောက်ကတော့နာဂါတာနဲ့ကာလန်လို့ခေါ်ပြီးဗြိတိန်စစ်တပ်ကိုတစ်ခုခုပြန်လုပ်ဖို့အတွက်ကာလန်ကကားရဲ့နောက်ခန်းထဲကိုဝင်သွားပါတယ်။နောက်ပြီးတော့ကားနောက်ခန်းကနေလက်နက်တစ်ခုထွက်လာပြီးစစ်တပ်ရဲ့ရင်မြန်ကိုဖောက်ခွဲလိုက်ပြီးတော့ Glasgow လို့ခေါ်တဲ့နိုင်မဲရတစ်ကောင်ထွက်လာပါတယ်။အဲ့ဒီ Glasgow လို့ခေါ်တဲ့ဆက်ရုပ်ကိုရှင်မှုအတွက်ဆာသာလန်ဆိုတဲ့ဆက်ရုပ်ကိုစစ်တပ်ကခေါ်ထုတ်လာပါတယ်။ဆာသာလန်ဆက်ရုပ်ကဓာတ်နဲ့ပြေးခုတ်တဲ့အခါ Glasgow ဆက်ရုပ်ကသူ့ရဲ့လက်ကိုပြစ်လိုက်ပြီးမိခိုးတွေနဲ့ရှုပ်ထွေးနေတော့ထွက်ပြေးပါတယ်။လူချူတယောက်ကတော့ကားထဲမှာပိတ်မိနေပြီးဒီခြေနေကနေလွတ်မြောက်ဖို့အတွက်ပုံကန်သူတွေရဲ့ဆက်သွယ်ရေးပစ္စည်းကိုစစ်တပ်ကိုပေးလိုက်ပြီးတော့စစ်တပ်စီကနေအကူအညီယူမယ်လို့တွေးနေပါတယ်။အဲ့ဒီအချိန် Lloyd ဆိုတဲ့လူကအချက်လက်နိုင်ငယ်လူချင်တာမို့11နဲ့ခိုးယူသွားတဲ့ပစ္စည်းကိုပြန်ယူပေးတဲ့နေရာမှာကူညီမယ်ဆိုပြီးတက်ကြကြီးကိုပြောနေပါတယ်။ပြည်တွင်တွေကစစ်တပ်တစ်သက်လုံးကိုတုံးပြီးတော့ခိုးယူသွားတဲ့ပစ္စည်းကို11နဲ့နေတဲ့နေမြေမှာသွားရှာကြပါတယ်။နာဂါတာကဒိုင်ယန်ရနေပြီးကားကလည်းဂျိုင်းနဲ့ကျနေတာမို့ထွက်ပြေးဖို့လုပ်နေပြီးတော့ပြည်တွင်စစ်သားတယောက်ကကားကိုတွေ့ပြီးအထက်ကိုကြောင်းကြလိုက်ပါတယ်။အဲ့ဒီစစ်သားကလူချူကိုလူမပြီးတိုက်ခိုက်ရင်းနဲ့သူ့တငယ်ချင်းမှတိသွားတဲ့အခါအုတ်ထုတ်ချွတ်ပြီးငငယ်တုန်းကတိခဲ့တဲ့စူဇာကီဆိုပြီးပြောပါတယ်။အဲ့ဒီအချိန်ဘေးနားကဓာတ်ပေါင်းဘုကပွင့်သွားတဲ့အခါအထဲမှာရှိနေတာကအထက်ကပြောသလိုအစိတ်ကွေ့မဟုတ်ပဲကောင်မလေးတယောက်ဖြစ်နေလို့အံ့ဩသွားပါတယ်။အဲ့ဒီအချိန်တပ်သားတွေထပ်ရောက်လာပြီးလူချူကိုပုံကန်သူထင်လို့စူဇာကီကိုတနက်ပေးပြီးပြစ်တက်ခိုင်းပါတယ်။စူဇာကီကသူမှမဟုတ်ဘူးအခြားဘယ်နိုင်ငံသားကမှမပြစ်နိုင်ဘူးလို့ပြောတော့ခေါင်းဆောင်ကစူဇာကီကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်။အဲ့ဒီအချိန်ကားတွေကဒဏ်ရာရနေတဲ့လူကသူ့ကိုယ်သူအသေးခံပြီးတော့ကားကိုဖောက်ခွဲပစ်လိုက်ပါတယ်။အထက်လူကြီးတွေစီမှာတော့မင်းနာကလိုဗစ်ကဒီပစ္စည်းအကြောင်းသာပေါက်ကြားသွားမယ်ဆိုရင်သူကနေရာဆက်ခံလို့မရတော့လို့စစ်တပ်နဲ့ပေါင်းပြီးနေမြေရှင်းရေးလေ့ကျင့်နေတယ်လို့လိန်ခိုင်းက Area 11ကိုနှိမ်နင်းမှုအမိန့်ပေးလိုက်ပါတယ်။အမိန့်ပေးလိုက်တာနဲ့ပြည်တိုင်စစ်တပ်တွေမကပဲတန်ချက်ကဆက်ရုပ်တွေပါချက်ချင်းရောက်လာပြီးနေမြေ11ကလူတွေနဲ့အဆောက်အုံတွေကိုရှင်းလင်းပစ်ပါတယ်။လူချူတယောက်ကတော့မင်္ဂလိနဲ့ထွက်ပြေးနေပြီးပြည်တိုင်ကြီးကသူ့တငယ်ချင်းစူဇာကီကိုတတ်လိုက်လို့တုံ့လှုပ်နေပါတယ်။လူချူကမြေရောက်ခန်းထဲကနေထွက်ဖို့လုပ်တော့တပ်သားတွေရောက်လာလို့ခဏပုံနေတဲ့အချိန်ဖုံးလာတာကြောင့်တတိထမိသွားပြီးအဖမ်းခံလိုက်ရပါတယ်။ခေါင်းဆောင်ကလူချူကိုတနက်နဲ့ပြစ်လိုက်တဲ့အချိန်ဟိုကောင်မလေးကဝင်ပြီးခံလိုက်တာနှစ်ဖူးကိုကြီးစံမှန်ပြီးတေးသွားပါတယ်။ငါဘဝမှာဘာမှတော့မပြီးမြောက်သေးပဲနဲ့ဒီလောက်မြန်မြန်ကြီးဆုံးသက်ရတော့မှလားလို့တွေးမိနေတော့ဟိုကောင်မလေးကလက်ကိုကိုင်းလိုက်လို့လူချူကထူးဆန်းတာကိုခံစားရသွားပါတယ်။သူက system တစ်ခုလေးကိုရောက်သွားပြီးတော့အတန်တန်ထွက်ပေါ်လာပြီးရင်းမသေးချင်မှုဆိုရင်မင်းကိုဆောင်းအားပေးမယ်အပြန်အလှန်နေနဲ့ငါရဲ့စုတစ်ခုကိုဖြည့်ဆည်းပေးရမယ်ဘရင်ရဲ့ဆောင်းအားကမင်းကိုသူမတူတဲ့လူဖြစ်စေမယ်ဆိုပြီးပြောပါတယ်။အဲ့ဒီကံလန်းချက်ကိုလူချူကလက်ခံလိုက်ပြီးတော့ဆောင်းအားရလာတဲ့အခါသူ့ရဲ့ဘယ်ဘက်မျက်လုံးကဆောင်းအားကိုအတုံးချပြီးတပ်သားတွေအကုန်လုံးကိုကိုပြစ်တတ်ဖို့အမိန့်ပေးလိုက်ပါတယ်။တကယ်ပဲသူပြောတဲ့အတိုင်းတပ်သားတွေကအကုန်လုံးပြီးတေးသွားကြလို့လူချူကအံ့ဩနေပါတယ်။အဲ့ဒီချိန်ဆာဇာလန်ဆက်ရုပ်တကောင်ဝင်လာပြီးတော့စကန်ဖတ်ကြည့်တဲ့အခါတော်ဝင်စစ်သားတွေအကုန်လုံးတေးနေပြီးတာမန်ကျောင်းသားလေးကအသက်ရှင်နေလို့အံ့ဩသွားပါတယ်။ဒီနေရာမှာဘာတွေဖြစ်သွားတာလဲပြည်တိုင်ကျောင်းသားကဘာလို့ဒီနေရာကိုရောက်နေတာလဲဆိုပြီးတနက်နဲ့ပြစ်က6ပြီးမိပါတယ်။လူချူကသူ့ရဲ့အဆောင်ကိုတုံးပြီးအပြင်ကိုထွက်ခဲ့ဖို့အမိန့်ပေးပေမဲ့ဟိုကဘာမှမလုပ်လို့သူရထားတဲ့ဆွမ်းအားကမျိုးလုံးကြီးဓာတ်ရိုက်မမြင်ရရင်အလုံးမဖြစ်ဘူးဆိုတာသိသွားပါတယ်။အဲ့ဒါနဲ့သူ့နာမည်ကအာလန်သူ့အဖေကအတိုင်ပင်ခံပုဂ္ဂိုလ်မယုံရင်အိတ်ကက်ထဲက ID ကိုစစ်ကြည့်လို့ရတယ်လို့လူချူကလိန်ပြောတော့ဆက်ရုပ်ထဲကမင်းကလေးကစစ်ဆေးဖို့အတွက်အပြင်ကိုထွက်လာ
လာပါတယ်အပြင်ရောက်တာနဲ့လူလူချူကအစွမ်းကိုတုံးပြီးဆေးရုပ်ကိုပေးဖို့ပြောတဲ့အခါမိန်းကလေးကတော့နဲ့ပတ်ဆွတ်ကိုတခါတည်းပေးလိုက်ပါတယ်အခြားတစ်ဖက်မှာတော့ဆူဇာကီကိုလိုက်ကကုပေးလို့တက်တာလာပြီးအခုရောက်နေတဲ့နေရာကအလုံးချုံဆုံးနေရာဖြစ်တဲ့မင်းနာကလိုဗစ်နဲ့အနီးမှာပဲဖြစ်ပါတယ်သူရဲကောင်းဆေးရုပ်ကိုမင်းထိန်ချုပ်ရမယ်တကဘာလုံးမှာတစ်ခုပဲရှိတဲ့သူရဲကောင်းဆေးရုပ်ကမင်းကိုစောင့်မျှော်နေတယ်ဆိုပြီးလိုက်ကဆူဇာကီကိုပြောပါတယ်အခြားတစ်ဖက်မှာတော့ Glasgow ဆေးရုပ်ကိုမောင်းနေတဲ့ကာလန်ကသူတီချက်လောက်ထားမှာမဟုတ်ကျန်တဲ့လူတွေကိုခေါ်ပြီးပြေးဖို့ရအိုဂီဆန်ကိုပြောပါတယ်လူလူချူတယောက်ကအကြောင်းကသူ့တငယ်ချင်းစီဖုန်းဆက်ပြီးတဲ့ထဲမှာဘာတွေလာနေလဲလို့မေးတဲ့အခါနေမီ11မှာရင်သွားလာကိုထိန်းချုပ်ထားတာကလွဲပြီးဘာမှမရှိဘူးလို့ပြန်ပြောပါတယ်စစ်တပ်ကတကယ်နှင်းနေမယ်ဆိုရင်နေမီ11ကိုအသာလေးနှင်းနေနိုင်ပေမဲ့ဘာလို့အခုပြည်သူမတိအောင်လုပ်တာလဲဆိုတာလူလူချူကတွေးနေပါတယ်အခြားတစ်ဖက်မှာတော့ Glasgow ဆေးရုပ်ကိုပြည်တင်ဆေးရုပ်နှစ်ကောင်ကလိုက်လို့ထွက်ပြေးနေရပါတယ်လူလူချူက Glasgow ဆေးရုပ်စီဆက်သွယ်ပြီးနိုင်ရင်သူပြောတဲ့အတိုင်းရထားလမ်းကိုတုံးပြီးအနောက်ဘက်ကိုထွက်ပြေးဖို့ပြောပါတယ်Glasgow ဆေးရုပ်ကလည်းသူပြောတဲ့အတိုင်းရထားလမ်းကနေပြေးပြီးရထားကတော့အပေါ်ကိုခုန်တက်လိုက်လို့နောက်ကပြည်တင်ဆေးရုပ်ကလိုက်ဖို့လုပ်တဲ့အခါလူလူချူကခြုံကိုတိုက်ခိုက်လိုက်ပါတယ် Glasgow နဲ့လူလူချူတို့နှစ်ယောက်ပေါင်းတိုက်ခိုက်တာကိုမခံနိုင်တော့ပြည်တင်ဆေးရုပ်ထဲကလူကအရေးပေါ်ခလုံးနှိပ်ပြီးထွက်ပြေးသွားပါတယ်။အိုဂီဆန်တို့ရောက်လာတဲ့အခါလူလူချူကမင်းတို့နိုင်နေနေဆိုရင်အခုရထားထဲမှာပါတဲ့ပြည်တင်ဆေးရုပ်တွေကိုတုံးပြီးငါပြောတဲ့အတိုင်းလုပ်ဆိုပြီးပြောပါတယ်။ Glasgow ကကာလန်ကိုတော့စွန့်ရင်ထပ်ပြေးခိုင်းတာပြီးအစင်သစ်နေဖို့နဲ့သူ့အမိန့်ကိုစောင့်ဖို့အတွက်လူလူချူကပြောပါတယ်။အခြားတစ်ပတ်မှာတော့အခုကိစ္စကိုတန်းငွေဘူးလို့လူတွေကိုချပြထားတာဖြစ်ပြီးအထက်မှာပါတဲ့တကယ်မင်းကလေးကိုတော့အသေးရရအရှင်ရရလိုက်ရှာဖို့မင်းသားကလိုဘက်ကအမိန့်ပေးပါတယ်။လူလူချူကသူ့ရဲ့ညံနဲ့စဉ်းစားပြီးတော့အိုဂီဆန်ကိုမင်းစီပြည်တင်ဆေးရုပ်နှစ်ရုပ်လာမှမို့တတ်မှတ်ထားတဲ့နေရာကိုသွားပြီးနေရန်ကိုဖောက်ပြီးပြစ်ဖို့ပြောပါတယ်။တကယ်ပဲစစ်တပ်ကသူတို့ဆေးရုပ်ကိုလူလူချူတွေးထားတဲ့အတိုင်းအကွက်ရှိတော့အိုဂီဆန်တို့ကစစ်တပ်ကဆေးရုပ်နှစ်ကောင်ကိုတနက်တွေနဲ့ပြစ်ပြီးဖျက်ဆီးလိုက်ပါတယ်။ 11တွေကလူလူချူပြောတဲ့အတိုင်းလို့စစ်တပ်ကဆေးရုပ်တွေကိုဖျက်ဆီးနိုင်နေတဲ့အခါတက်ကြကြီးနဲ့မင်းနာကလိုဗစ်တို့ကထိတ်လန့်နေကြပါတယ်။စစ်တပ်ဘက်ကအရေးနေတော့မှလိုက်ကကလိုဗစ်ကိုဆက်သွယ်ပြီးအခုကအထူးသူရဲကောင်ဆေးရုပ်ကိုအသုံးပြုရမယ့်အချိန်ပဲဆိုပြီးပြောပေမဲ့ကလိုဗစ်ကလက်မခံပါဘူး။ဒါပေမဲ့လူလူချူရဲ့ညံကောင်းမှုကြောင့်စစ်တပ်ဘက်ကဆေးရုပ်တွေအများကြီးကိုမျှခေါ်ပြီးတော့မြေအောက်ထဲကနေပြိုကျအောင်လုပ်ပြီးတစ်ချက်ထဲနဲ့ပွဲသိမ်းလိုက်လို့ကလိုဗစ်ကလန့်သွားပါတယ်။ကလိုဗစ်ကသူနဲ့တက်ခတ်နေတာဘာလို့လဲဘာလို့ဒီလောက်တော်နေရတာလဲဆိုပြီးခြောက်ချားနေကလိုက်ကိုမင်းရဲ့အထူးဆေးရုပ်ကိုသုံးရင်နိုင်မလားလို့မေးလိုက်ပါတယ်။အဲ့ဒီအထူးဆေးရုပ်ကိုလန်ဆလော့လို့ခေါ်ပြီးကမ္ဘာတစ်ခုထဲသော80မြောက်တန်ချက်ကဆေးရုပ်သူရဲကောင်ဖြစ်ကအဲ့ဒါကိုမောင်းနေမဲ့လူကတော့ဆူဇာကီပဲဖြစ်ပါတယ်။လန်ဆလော့မှာလိုအပ်တာတွေတက်ဆင်ပြီးတော့ဆူဇာကီကတိုက်ပွဲစီကိုအမြန်ဆုံးထွက်ခွာသွားပါတယ်။လန်ဆလော့ရဲ့ဟင်မြမှုကတော့ပုံမှန်ဆေးရုပ်တွေထက်အများကြီးတာတောင်မှုပုံကန်သူ11စီးထားတဲ့ဆေးရုပ်ကိုအသာလေးအနိုင်ယူပြလိုက်ပါတယ်။လူလူချူစီကို11တွေကလန်ဆလော့အကြောင်းကိုသတင်းပို့ပေမဲ့လူလူချူကလန်ဆလော့ကိုတစ်ခါမှမမြင်ဘူးတောင်မှထူးဆန်းနေပါတယ်။လန်ဆလော့ကအခြားဆေးရုပ်တွေတက်နဲ့ပစ်တာကိုဒိုင်းကန်နဲ့ကပ်ပြီးတော့အပေါ်ကိုခုံကအသာလေးဖျက်ဆီးပြလိုက်ပါတယ်။ဘယ်လိုပဲချာကံမန်ဆေးရုပ်တွေကလန်ဆလော့ကိုဘလို့မှမရှင်းနိုင်ပဲရှုံးနေသွားတာပဲဖြစ်ပါတယ်။လန်ဆလော့ကလူလူချူနေတဲ့နေရာကိုတိသွားပြီးတိုက်ပေါ်ကိုတက်ကအားချင်းရှင်ချကြပါတယ်။လူလူချူဘက်ကအရေးနေတဲ့ချိန် Glasgow ကလာကာပေးပေမဲ့လန်ဆလော့ကိုမရှင်းနိုင်တာမို့ကာလန်ကဆေးရုပ်ထဲကနေထွက်လာရပြီးလူလူချူကတော့ပြေးနေရပါတယ်။လန်ဆလော့ကလူလူချူကိုလိုက်ဖက်နေရင်းနဲ့လူတယောက်ကိုကယ်လိုက်လို့အထက်ကဒီနေ့အတွက်တော်ပြီးနောက်ထပ်လိုက်ဆရာမလို့တော့ဘူးဆိုပြီးအမိန့်ပေးလိုက်ပါတယ်။လူလူချူကတော့ပြီးတိမ်တသားဟန်ဆောင်ပြီးအထက်ကိုဝင်မှုအတွက်သူ့ရဲ့အစွမ်းကိုအသုံးချပါတယ်။အခြားတစ်ဖက်မှာတော့11တွေပုံနေတဲ့နေရာကိုတပ်သားတွေရောက်လာပြီးတပ်ပစ်ဖို့လုပ်တဲ့အခါမင်းသားကလိုဗစ်ကအတိုက်ခိုက်ရဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။အကုန်လုံးကအံ့ဩသွားကြပြီးအခုလိုဖြစ်တာကတော့လူလူချူကကလိုဗစ်ကိုချိန်ချောက်လိုက်တာပဲဖြစ်ပါတယ်။လူလူချူကကလိုဗစ်ရဲ့ဖေးတူမအေးခွင့်ညီလေးဖြစ်ပြီးမတိသေးပဲအသက်ရှင်နေလို့ကလိုဗစ်ကအံ့ဩသွားရင်ဇလန်လေးကပြီးဆုံးသွားပါပြီ။